ဟုတ်နော်မှန်တယ်နော်ကိုနော်မှန်တယ်နော်ကျွန်တော်လူတွေကိုရချင်တဲ့စိတ်တစ်ခုပဲရှိတယ်ကျွန်တော်ဘာမှမတွေးဘူးဘု து စကားမလဲကျွန်တော်နားမထောင်အာယုံလဲကျွန်တော်မလာဘူးကျွန်တော်ဖြစ်စေချင်တာကျွန်တော်လူတွေရဝိုင်းရပြီအဲ့ဒါပဲโอเคအဲ့ဒါဆိုကျွန်တော်မရှင်းပြတော့ဘူးတော့သူရှင်းပြတော့ပြီနော်ဒါမဲ့ကျွန်တော်အလုပ်ကျွန်တော်ပုံမှန်လုံးနေတယ်ကျွန်တော်လုပ်ကျွန်တော်ပုံမှန်လုံးနေပြီးသားဒါမဲ့လူတိုင်းကတော့သူများရတာလို့ရှိရင်သူများရလို့ရှိရင်ဘယ်လိုပြောမလဲသူတခြားရုံးနေနဲ့ကျွန်တော်နိုင်တာတော့မဟုတ်ဘူးเนาะတခြားရုံးနေဟိုမှာလက်ပွေနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့လာပြီးပြောပြီးအကိုစောတင်းသူများရုံးနေကြလက်ပွေနှိပ်နေပြီအကိုတို့ကဘာဖြစ်လို့လက်ပွေမနှိပ်သေးတာလဲအကိုတို့ကျွန်တော်ယုံကြည်မှုနဲ့တင်နေတာကြာပြီလေမှန်တယ်သူတို့ပြောတယ်လည်းမှန်တာပဲဟုတ်နော်တခြားရုံးနဲ့ကျွန်တော်ရှင်ပြတာနော်နောက်ကျွန်တော်တို့ယုံကလူများလို့နောက်ကြတာကမှန်တယ်လူများတဲ့နောက်ကြတာကကျွန်တော်လည်း TikTok မှာအမြဲတမ်းပြောဦးတယ်ငါတို့ယုံသည်လူများတယ်ဒါပေမဲ့နောက်ကြမယ်တချို့တော်သူတွေကလက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အတွက်ကျွန်တော်မှ900တင်လာလို့ရှိရင်သူများယုံကလက်ဝနှိပ်လိုက်တာနဲ့ TikTok မှာတင်အဲ့ဒီ900လုံးကကျွန်တော်စီရောက်လာတဲ့ခါကျရင်ဘယ်သူပဲဖြည့်ရှင်းရလဲအဲ့ဒီ900လုံးကျွန်တော်ဖြည့်ရှင်းရတယ်အကိုနဲ့ကျွန်တော်နဲ့တယောက်ပဲဖြည့်ရှင်းရတာโอเคအဲ့လို့ဆိုရင်နင်းလေအကိုဘာလို့စိတ်ဆိုးတာလဲစိတ်ဆိုးတာဘာဖြစ်လို့စိတ်ဆိုးလဲဆိုတော့အကိုကကျွန်တော်စိတ်ဆိုးတာဘယ်လိုသိလဲသူများစကားအခုကျွန်တော်မေးတာမဖြစ်ကျွန်တော်စိတ်ဆိုတာကိုဘယ်လိုသိလဲသိတယ်ဆိုတော့အတိတ်တွေကဒီစကားပြောပုံတွေကိုအကိုနားထောင်ပြီးတော့ဗောနော်โอเคဒါပေမဲ့လေညီလေးအကိုပြည့်မတင်ဘူးကျွန်တော်ပြောတာလည်းနားထောင်ကျွန်တော်ပြောတာစောနားထောင်โอเคနော်လူတိုင်းကဟိုဘယ်လိုပြောမလဲဆိုတော့တစ်ချိန်လုံးအဲ့လိုပေါ့သူတို့ဘာမရသေးဘူးလက်ပွေမနေသေးဘူးအဲ့ဒီ900လုံးကျွန်တော်မှတင်လာလို့ရှိရင်အဲ့ဒီ900လုံးကကျွန်တော်ဖုန်းနေဆက်လာတယ်โอเคစာတွေပြင်ရတယ်စာရွက်တွေရွေးရတယ်โอเคကျွန်တော်မှလည်းပူလောင်တဲ့စိတ်ဆိုတာရှိတယ်မျက်နှာကအကိုစိတ်မစိုးရင်တော့မှကျွန်တော်ဒေါသထွက်တာရှိတယ်စိတ်တိုးတာရှိတယ်ကိုဖြစ်တယ်လည်းရှိတယ်လေဟုတ်တယ်နော်ကျွန်တော်ပြောတာဒီတိုင်းကျွန်တော်မျက်နှာကြီးကျွန်တော်ဥစ္စာစိတ်တိုးတာဖြစ်ဘာပဲဖြစ်ဒါလူကဘသူ့ကိုစိတ်တိုးလဲငါ့ကိုစိတ်တိုးတယ်လားဘသူ့ကိုစိတ်တိုးနာလဲဒါအကိုခွဲခြားမတတ်ဘူးဟုတ်တယ်နော်ကျွန်တော်အကိုစီရောက်တော့ဘာပြောထားလဲဘာစကားတွေပြောထားလဲကျွန်တော်ပြောထားတဲ့စကားတွေရှိတယ်နော်အဲ့အကြောင်းနဲ့ဒီလိုမျိုးနေတာပေါ့ညင်လေးဘာမှမပြောသေးဘူးကျွန်တော်ကစကားပြောလို့ရှိရင်လေကျွန်တော်ကပူပွင့်လင်းပြောတယ်ကျွန်တော်လိန်လည်းမလဲဘူးညာလည်းမညာဘူးကျွန်တော်တော့ပွင့်လင်းတာလဲကျွန်တော်ပဲရှိတယ်အဲ့ကြောင့်လည်းအကိုဘာမှမပြောသေးဘူးလို့သူများမေးတယ်အကိုမပြောသူ့ကိုတော်မေးလိုက်အခုပဲသူ့အငင်လေးလိုဝင်လာလို့ဖြေခိုင်းတာရောက်ဖြေအဲ့မှာမေးနေတဲ့ဖြေအဲ့ဒါပြောတာအခုဆိုရင်သိတော့ကြပြီဟုတ်လားဘာကနေဘယ်လိုမျိုးဖြစ်တယ်လဲဆိုတော့